မော်တော်မြို့နယ်မြောက်ပိုင်းတောက်ပြိုနဲ့မိန်တိုက်တော်တဲ့လမ်းမှာအာဆာအကျန်းဖအဖွဲ့ကခြုံခိုတိုက်ခိုက်လို့အာရခတက်တော်တက်ဖို့2ယောက်ကြာဆုံးတော့ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ29ရက်နေ့နေ့လယ်2နာရီကျော်လောက်ကတောက်ပြိုနဲ့မိန်တိုက်ကြီးကိုတော်တဲ့လမ်းမကြီးအနားမှာစိုက်ကင်းနဲ့ကင်းလေးနေတဲ့အေးတက်ဖို့9ယောက်ကိုအင်အား60လောက်ပါတဲ့အာဆာအဖွဲ့ကခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက်အခုလိုကြာဆုံးတော့ခဲ့တာဖြစ်တယ်လို့ဒေသခံသတင်းအရင်းမြစ်ကပြောပါတယ်။အာဆာအဖွဲ့ကခြုံကိုတိုက်ခိုက်ခဲ့တဲ့အတွက်အဲ့ဒီလမ်းပိုင်းမှာအေကလုံခြုံရေးစခန်းနဲ့ချထားဖို့လိုတယ်လို့တောက်ပြိုဒေသခံတယောက်ကပြောပါတယ်။အာဆာနဲ့အေတော့ထိတိတိုက်ပွဲဖြစ်ခဲ့တဲ့အတွက်အာဆာအဖွဲ့ဝင်30ကျော်တည်ဆုံပြီး73ယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့သတင်းအရင်းမြစ်တွေစီကနေသိရပါတယ်။အခုလိုထိတိတိုက်ပွဲဖြစ်ပေါ်ခဲ့တာကိုအာဆာဖက်ကရုပ်သံဗီဒီယိုနဲ့တကွထုတ်ပြန်ထားပေမဲ့လည်းအေဖက်ကလောလောဆယ်မှာထုတ်ပြန်ထားတာမရှိသေးပါဘူးခင်ဗျာ။